အားလုံးပဲမင်္ဂလာပါဖော်မဆိုင်တင်ဆက်မှုကနေကြိုးစားရကျွန်တော်အခုသုံးသက်သွားပွဲကအာဂျင်တီးနားအသင်းနဲ့အီဂျစ်အသင်းတို့ကစားခဲ့တဲ့ပွဲဆိုတော့ဒီပွဲမှာအာဂျင်တီးနားအသင်းက 3-2 နဲ့အနိုင်ရပြီးတော့ quarter final အဆင့်ကိုတက်ရောက်သွားခဲ့တယ်ပြောကြရည်အများကြီးနဲ့ဆွေးနွေးစရာအချက်တွေအများကြီးနဲ့ပြီးတော့တကယ်ဟိုကောင်းမွန်ပြီးတော့ရတမြောက်တဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့တယ်အီဂျစ်ရဲ့ကစားပုံကိုအရန်ချီးကျူးအောင်ဖြစ်သလို game လေးကိုရောက်အောင်ပြန်လာနိုင်ခဲ့တဲ့အာဂျင်တီးနားရဲ့ကစားပုံကိုလည်းကျွန်တော်အရန်ချီးကျူးအောင်ပါပဲပြီးတော့ဒီအာဂျင်တီးနားမှာတကယ် hard mentality တခုเนาะဒါသူတို့ကဲတင်သွားလို့ပြောလို့ရတယ်နောက်အခြားတစ်ဖက်မှာလည်းကွင်းနေထိုင်ရဲ့ဆုံးဖြတ်ချက်ချိုးကအီဂျစ်အသင်းကိုနစ်နာစေတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီအစီအစဉ်ကိုဒီ UBET ကကိုကြီးပံ့ပိုးရဖြစ်ပါတယ် UBET နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့အကောင့်ဖွင့်နေတယ်ဆိုရင်ကျွန်တော်တို့အောက်ကဒီ link ထဲမှာပေါ့နော်ဒီ Telegram link ထဲမှာရှိပါတယ်အဲ့မှာဒီ ubevip.com ပေါ့နော်အဲ့ဒါတစ်ဆင့်ဝင်ရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာဆိုတော့အာဂျင်တီးနားမှာလီယိုနယ်မက်ဆီရှိတယ်ပြီးတော့ဒီလိုအရန်ထူးဆန်းတဲ့ပွဲမှာပြောစရာအများကြီးဖြစ်အောင်လုပ်ခဲ့တဲ့ကွင်းလက်တိုင်းရှိတယ်ပြီးတော့အာဂျင်တီးနားမှာကမ္ဘာ့ချန်ပီယံဖြစ်မဲ့အသင်းတစ်သင်းဆိုရင်ကမ္ဘာ့ချန်ပီယံဖြစ်ချင်တဲ့အသင်းတစ်သင်းဆိုရင်မလွဲမသွေလိုအပ်တဲ့နောက်ထပ်အရေးသွေးတစ်ခုလည်းရှိတယ်အဲ့ဒါကစိတ်ဓာတ်ပါသူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်သူတို့ကောင်းဟိုဘယ်လိုကောင်းမလဲအနိုင်မကန်အရှုံးမပေးစိတ်ဓာတ်ပေါ့သူတို့ရက်မသွားခြင်းဘူးရက်သွားလို့မဖြစ်ဘူးဆိုတော့ကောင်းပါလေစိတ်ဓာတ်ရိုမဲရိုလိုကစားသမားတွေစီမှာအဲ့ဒါရှိတယ်တော့သူညစ်တာလည်းညစ်တာတစ်ပိုင်းပဲစိတ်ဓာတ်ပြင်းတာလည်းပြင်းတာတစ်ပိုင်းပဲအလွယ်တကူလက်မလျှော့ကျင်တဲ့ကစားသမားတွေဆိုတော့တကယ်လို့ sorry ပါအတန်နေဝင်သွားလို့ဆိုတော့ဟိုသူတို့ရဲ့လမ်းကြောင်းကိုဘယ်သူမှမတားဆီးနိုင်ဘူးဆိုတော့မဆုံးမနဲ့ယုံကြည်မှုဒီအရာတွေကိုအာဂျင်တီးနားမှာကျွန်တော်အများနဲ့တွေ့ရတယ်အခုအထူးသဖြင့်ဒီဘက်နောက်ပိုင်းနှစ်တွေမှာပိုတွေ့ရတယ်ရှုံးရင်လည်းရှုံးသွားမယ်ပေါ့လေနော်ရှုံးရင်လည်းရှုံးသွားမယ်ပေါ့ပိုးတစ်ပွဲကဒါပေမဲ့မရှုံးနိုင်ဘူးဆိုတဲ့စိတ်နဲ့အသေးအတန်ပြန်ပြီးတော့အသေးနဲ့တိုက်တာတချို့အသင်းတွေတချို့အသင်းကြီးတွေအဲ့တော့မရတော့ဘူးထင်ပြီးတော့စိတ်သက်ကြသွားတာတွေကိုကျွန်တော်တို့မကြာခဏမြင်ဘူးတဲ့အချိန်မှာဒီအသင်းကစိတ်သက်အရန်ပြင်းနေတယ်ဆိုတော့ဟိုမြင်ရတယ်ပေါ့နော်အဲ့တော့အာဂျင်တီးနားအသင်းဟာနှစ်ပွဲစတိုက်သူတို့ထက်အဆင့်အများကြီးနှိမ့်တဲ့အသင်းတွေရဲ့ဟိုအသင်းတွေရဲ့ဒီခြေစွမ်းကြောင့်ပေါ့နော်လှုပ်ခက်ဖြစ်ခဲ့တယ်နှစ်ပွဲစတိုက်ပဲသူတို့နှစ်ပွဲစတိုက်ဒီရှုံးသွားနိုင်တယ်ပေါ့နော်နှစ်ပွဲစတိုက်ရှုံးသွားနိုင်ခြေရှိတယ်ဟိုမှာခေဗာရီနဲ့ပွဲတော့ကကြတော့တရေကစားရေးနဲ့အချိန်ပိုပယ်နတီရောက်သွားလို့ရှုံးသွားနိုင်ခြေရှိတာအီဂျစ်ကိုတော့ပိုဆိုးတယ်ဒီပွဲချိန်အတွင်းမှာတင်ရှုံးသွားနိုင်ခြေရှိတာဒါပေမဲ့အနိုင်ရနိုင်တဲ့လမ်းကြောင်းကိုသူတို့စာမောင်းရှာတွေ့ခဲ့တယ်ပေါ့နော်ခေဗာရီနဲ့ပွဲမှာဖြစ်ခဲ့သလိုပဲဒီအခုအီဂျစ်နဲ့ပွဲမှာတော့ဟိုပို့ပြီးတော့ခက်ခဲတဲ့အခြေအနေကနေပြီးတော့သူတို့နောက်ဆုံးနိုင်ပွဲတော့သူတို့ရှာနိုင်ခဲ့တယ်ဆိုတော့ဒီကမ္ဘာဖလားပြိုင်ပွဲမှာကကျွန်တော်တို့အရန်ကောင်းတဲ့ပွဲတွေအများကြီးမြင်ခဲ့ရပြီဒါပေမဲ့ဒီပွဲကအဲ့ဒီပွဲတွေအကုန်လုံးထဲမှာအကောင်းဆုံးကအကောင်းဆုံးပွဲတွေဖြစ်နိုင်တယ်အဲ့လိုပြောမယ်ဆိုရင်ဒါပွဲရဲ့ဖြစ်သွားတဲ့ဖြစ်စဉ်အရာပေါ့နော်ဒီပွဲမှာကျွန်တော်အရာအလုံးပါဝင်ခဲ့တယ်ဒီအသက်ရှင်ကြံရည်ဖို့အတွက်အစွမ်းကုန်တိုက်ပွဲဝင်တဲ့အန်နာတော့အသင်းတစ်သင်းအနေနဲ့ကျွန်တော်တို့အီဂျစ်ကိုမြင်ရတယ်ပြီးတော့လီယိုနယ်မက်ဆီရဲ့ပယ်နတီလွဲချော်မှုထပ်ပြီးတော့လွဲချော်မှုမြင်ရတယ်ပြီးတော့သူ့ရဲ့ဒီသွင်းကိုဖန်တီးမှုနဲ့ဥဆောင်နိုင်စွမ်းသူ့ရဲ့တိုက်စစ်ပါရမီကိုဟိုဒီကျွန်တော်ထပ်ပြီးတော့မြင်ရတယ်ပြီးတော့ကွင်းလက်တိုင်းရဲ့အငင်းပွားစရာဆုံးဖြတ်ချက်တွေကိုကျွန်တော်မြင်ရတယ်ပြီးတော့တကယ်ရန်လိုတဲ့ဇယိုက်တွေအရန် aggressive ဖြစ်တဲ့ဟို play တွေကိုကျွန်တော်မြင်ရတယ်ပြီးတော့နောက်ဆုံးပိုင်းမှာမြင်ခဲ့ရတဲ့ drama ပေါ့နော်အဲ့ဒီ drama ကိုလည်းမြင်ရတယ်အားလုံးပါခဲ့တယ်အာဂျင်တီးနားပွဲတွေမှာမြင်တွေ့နေကြအတိုင်းပဲဟိုဒီ game ကိုက
ကစားခဲ့ဘူးသမျှဒီဘောလုံးဆိုတာကိုကစားခဲ့ဘူးသမျှအားလုံးထဲမှာအကြီးမြတ်ဆုံးလို့ဒီဘောလုံးကိုစပြီးတော့ဒီ Association Football ဆိုပြီးတော့စပေါ်လာကြတဲ့ကအခုချိန်ထိကစားခဲ့သမျှသူအားလုံးထဲမှာအခမ်းအနားဆုံးလို့ပြောရမယ်ကစားသမားတွေထဲကတယောက်ဖြစ်တဲ့လီယိုနယ်မက်ဆီရဲ့တကယ်ပြောင်မြောက်တဲ့လက်ရာတွေလည်းကျွန်တော်မြင်ခဲ့ရတယ်မက်ဆီအီဂျစ်ရဲ့ power အီဂျစ်ရဲ့ဒီအကြီးအသွေးပြီးတော့အာယုံဆူဆိုင်မှုသူကိုယ်တိုင်ကအရင်တော့မမြင်နိုင်တော့တာတွေကြောင့်ဒီတစ်ခါ Central ဂျောမှာအပိတ်ခံခဲ့ရတယ်ဒါပေမဲ့ပွဲကိုညာချမ်းလေးကနေပြန်ပြီးတော့အသက်သွင်းသွားတယ်ဖန်တီးသွားတယ်ဆိုတာကျွန်တော်အရန်ချီးကျူးစရာကောင်းတယ်ပေါ့နော်မက်ဆီကသူသွင်းသွားတဲ့ကိုဒီဖန်တီးမှုအပြင်တခြားသောအနေရှိတဲ့ပေးပို့မှုတွေ chance created တွေကိုညာချမ်းထွက်ကစားပြီးတဲ့အချိန်မှာမက်ဆီကလုတ်သွားနိုင်ပြန်အောင်အဲ့တော့တင်ပေးလိုက်တဲ့ဖြတ်တယ်မောကအရန်အစစ်မြင့်ပြီးတော့အရန်အားကောင်းနေပြန်အောင်ဆိုတော့ကျွန်တော်တွေ့ရပါတော့ဆိုတော့ဒီပွဲကိုကယ်တင်ပေးခဲ့တဲ့သူကမက်ဆီပဲဆိုတော့ပြောကြရမလို့ပွဲပြီးဖို့7 မိနစ်လောက်ပဲကျန်တော့တဲ့အချိန်မှာ7 မိနစ်15မိနစ်လောက်ပဲကျန်တော့တဲ့အချိန်မှာအာဂျင်တီးနားအသင်းဟာလှုပ်လို့မရနိုင်တော့အောင်ရုန်းကန်နေရတဲ့အချိန်မှာလီယိုနယ်မက်ဆီရဲ့ဖန်တီးမှုကနေတွန်းသွားတဲ့ရိုမရိုရဲ့ခေါင်းတိုက်ကိုနဲ့မက်ဆီကိုယ်တိုင်တွင်းခဲ့တဲ့အဲ့တော့မက်ဆီကိုယ်တိုင်တွင်းခဲ့တာထားပါရိုမရိုရဲ့ခေါင်းတိုက်ကိုဝင်သွားတဲ့အချိန်မှာတော်တော်လေး panic ဖြစ်သွားတယ် Egypt ကအဲ့ဒီအချိန်မှာ momentum ကအာဂျင်တီးနားဘက်ကိုအပြေးဝရောက်သွားတယ်တကယ်လို့ညာ Egypt သာအဲ့ဒီအချိန်ပိုင်းလေးကိုနည်းနည်းလေးဆက်ပြီးတော့တောင်းခံနိုင်တယ်ဆိုရင်ဆိုလိုတာကရိုမရိုကိုသွင်းတဲ့အချိန်ကကျွန်တော်တို့တော်တော်လေးတော့နောက်ကျနေပြီအဲနောက်ကျပြီးတဲ့အချိန်မှာနောက်ထပ်နည်းနည်းလေးတောင်းခံရင်နဲ့ Egypt အသင်းဟာတည်ငြိမ်မှုကိုရှာနိုင်မယ်ဆိုရင်ဒီပွဲကအနိုင်ရသွားနိုင်တယ်ဒါပေမဲ့ Egypt တဖြည်းဖြည်းနဲ့ panic ဖြစ်လာဖြစ်မှာပဲဒါဒီအာဂျင်တီးနားလိုအသင်းတစ်သင်းနဲ့မက်ဆီပါနေတဲ့အသင်းတစ်သင်းနဲ့ကစားတဲ့အခါမှာငါတို့နောက်တစ်ချက်မှရင်တော့သွားပြီဆိုတဲ့စိတ်က panic ကိုပို့ပြီးတော့ဖြစ်စီတယ်နော်အဲ့တော့ဒီ60ခွန်မှာတွင်းတဲ့ဒုတိယကိုအပြီးမှာ80ခွန်88 89အဲ့ဒီမှာရိုမရိုစပြီးတော့ကောင်းတိုက်သွားတာလက်ကျန်မိနစ်အများကြီးမကျန်တော့2-1ဖြစ်နေတယ်အဲ့ဒီ89ကနေပြီးတော့7မိနစ်တောင်းခံနိုင်ရင် Egypt ကပြန်ငြိမ်ပြီအဲ့ panic ပျောက်ပြီအဲ့7မိနစ်ကိုတော့ကိုအထင်ပါပြန်ပြီးတော့ငြိမ်သက်ချိန်ဆိုတာရှေ့ panic ဖြစ်ပြီးသွားတယ်တဖြည်းဖြည်းနဲ့အလန့်တကြားစိုးရင်စိတ်နဲ့ကစားနေရင်းနဲ့ငါတို့အဆင်ပြေတယ်ဆိုတဲ့စိတ်ဝင်လာဖို့ဒီအနေအထားဒီပြန်ပဲနဲ့ဆို7မိနစ်လောက်တော့ကြာမယ်လို့ထင်တယ်ဒီလောက်မကောင်းဘူးဆိုရင်တော့9မိနစ်လောက်နဲ့ပြန်ပြီးတော့ဒီ stable ဖြစ်တာပေါ့နော်ဆိုတော့အာဂျင်တီးနားနဲ့ဆိုတော့7မိနစ်လောက်ဆိုရင်ဖြစ်နိုင်တယ်လို့တွေးနေတုံးပါပဲလီယိုနယ်မက်ဆီက83မိနစ်4မိနစ်အကြာမှာတွန်းသွားတယ်2-1ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ခံစားလို့ရတာတော့အာဂျင်တီးနားနိုင်သွားပြီမိနစ်90အတွင်းနိုင်မလားအချိန်ပိုနိုင်မလားဆိုတဲ့ပုံစံမျိုး momentum ကလုံးဝဆင်းဖြစ်သွားပြီတကယ်ပဲအာဂျင်တီးနားအသင်းကနောက်ထပ်တစ်ခုသွင်းသွားတယ်အဲ့ဒီမှာပြောကြရှိတာကEgypt ဟာဒီလိုနာကျင်မှုကိုမခံစားခဲ့ရသင့်ဘူးလို့အဲ့ဒီလိုပဲခံစားရတယ်အသင်းလိုက်ခံစစ်ကစားပုံအနေနဲ့ကြည့်ရင်89မိနစ်မတိုင်ခင်အထိဒီပြိုင်ပွဲရဲ့အကောင်းဆုံးခံစစ် display တွေကတခုကိုသူတို့ပြသနိုင်ခဲ့တယ်တိုက်စစ်အရေးအသွေးနဲ့ကြည့်ရင် Egypt ရဲ့ counter attack တွေကအရန်အားကောင်းခဲ့သလိုပြီးတော့ counter တွေမကဘဲနဲ့တွန်းသွားတဲ့ဂိုးတွေအဆင့်အတန်းအရန်မြင့်တယ်နောက်တစ်ခါတွန်းသွားတဲ့ဂိုးတွေအပြင်ကိုရသင့်ပါလျက်နဲ့မရလိုက်တဲ့ဂိုးရဲ့အဆင့်အတန်းလည်းအရန်မြင့်တယ် Egypt ရဲ့တကယ် fast attack နဲ့
ဒီကောင်တာလမ်းကြောင်းတွေအဲ့မှာမှဘောလုံးလမ်းကြောင်းရှည်တွေအသေးအတန်တကယ်အသေးအတန်တဲမရဲစီးသလိုတကယ် aggression အပြည့်နဲ့ live ဖြတ်လေးရှိတဲ့အာဂျင်တီးနားခံစစ်ကစားသမားတွေရဲ့တောက်လျှောက်ဖီအားလိုက်ပေးခြင်းကိုမရအောင်မလွတ်အောင်ကြော်ဖြတ်ဆွဲပြေးသွားတဲ့တွင်းကိုတကူဟာတကယ်တော့ဒီအီဂျစ်ကဒီဟက်ဆန်လေးနေရာမှာကမ္ဘာအဆင့်အရန်နာမည်ကြီးပါဆိုတဲ့ကစားသမားတအူးဖြစ်နေတော့မှလုပ်ဖို့မလွယ်ဘူးဒါပေမဲ့ तू မရအောင်လုပ်သွားပြီးတော့အဲ့ဒီကနေတဆင့်900သွားတဲ့အချိန်သူ့စီကနေဘောလုံးကမဟာမက်ဆလာစီကိုရောက်ဆလာကတကယ်ပြောင်မြောက်လွန်းတဲ့အရန်လက်ရမြောက်လွန်းတဲ့ဒီ outside boot လေးနဲ့ခင်းချင်းပြီးအဲ့ဘောလုံးဝင်ချသွားတယ်ဇီကိုနဲ့တူတယ်ပထမကိုလည်းစီကိုကန်သွားတယ်အဲ့ဒီကိုမရခဲ့တာအရန်နစ်နာတယ်ပေါ့နော်အရန်နစ်နာတယ်ဒီအဲ့ဒီကိုဒီဘယ်လိုခေါ်မလဲ VR ကနေပြီးတော့ ခေါ်လိုက်တဲ့အချိန်ကိုယ်နဲ့တိုင်ခေါ်လိုက်တဲ့အချိန်စိတ်ထဲကသွားပြီလို့ခံစားရတယ်ပြန်ပြတဲ့အချိန်မှာကျွန်တော်တို့ found ဖြစ်ပါတယ်ဒါပေမဲ့found မဖြစ်တာတွေကပုံများတယ်ဆိုတဲ့အနေအထားမျိုးပဲတကယ်လို့များစိတ်ထဲမှာတွေးကြည့်တယ်ဒီသွင်းကိုနဲ့ပေါ့နော်ဒီ6ပေါင်းနဲ့အာဂျင်တီးနား6ပေါင်းနဲ့အရန်နီးတဲ့အချိန်မှာဒီလိုဟာမျိုးဖြစ်တယ်ဆိုရင်ပေးရင်လည်းပေးမပေးရင်လည်းမပေးနဲ့ပေါ့ဒါကတော့တကယ် soft ဖြစ်တာပေါ့ပြောလို့ရတယ်ဒီတော့ဟိုအဝေးကြီးမှာဖြစ်တာဆိုတော့ found ဒီကျွန်တော်ပြစ်တယ်မော်တစ်ခုမှာနီးချင်းဝေးချင်းကဘာဆိုင်လို့လဲ found မဲဆိုပြီးတခါကျတော့ကျွန်တော် common sense ထည့်ပြီးစဉ်းစားကြည့်တာပေါ့နော်ဒီတော့အဝေးကြီးမှာဘာမဟုတ်တဲ့ found လေးနဲ့ဒီလောက်ပြောင်မြောက်တဲ့ဂိုးတကူနဲ့မှာ VR တိုင်းတွေကဒီလိုပဲရဲဆက်ခေါ်ချလိုက်ရတာကွင်းလေတိုင်းကဒါယူထွက်ကြည့်ပြီးတဲ့အချိန်မှာဟုတ်တော့ဒါ found မဲဆိုပြီးတော့ပေးချလိုက်ရသလားအဲ့ဒီဟာကတော်တော်လေးခံစားခက်စီတယ်ပေါ့နော်အီဂျစ်အသင်းကအဲ့ဒီမရလိုက်တဲ့ဘိုးသွင်းသွားခဲ့ရင်နောက်တစ်ခုကရကြမှာရမယ်ရရင်လည်းရမယ်ဘာမှပြောလို့မရဘူးဆိုတော့သွင်းကိုနှစ်ကိုရဲ့ကြားထဲမှာဖြစ်နေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ရရင်လည်းရမယ်ရကြမှာလည်းရမယ်ဘာမှပြောလို့မရအောင်သို့တော့ရသည်ဖြစ်စေမရသည်ဖြစ်စေမမြင်ရတဲ့ဟာကိုပြောမယ်အစားပေါ့နော်အဲ့ဒီကိုကအီဂျစ်ရခဲ့တဲ့တယ်လို့ကျွန်တော်တို့ခံစားရတယ်အဲ့လိုမခံစားရတဲ့သူတွေရှိရင်လည်းရှိလိမ့်မယ်ရှိရင်လည်းရှိကြကျွန်တော်တို့အဲ့ဒီကိုက found မဖြစ်တင်ဘူးလို့ခံစားရတယ်နောက်ဆုံးမှဖြစ်သွားတယ် Julian Alvarez လို့ကိစ္စမျိုးမဟုတ် sorry နောက်ဆုံးမှဖြစ်သွားတယ် Julian Alvarez ဆောင်ဖြစ်တယ်ဒီ Mohamed Salah ပေါ့နော်ဒီ Enzo Fernandez တွန်းသွားတဲ့ကိုမျိုး Mohamed Salah နဲ့ကြည့်ဒီ penalty call ပေါ့နော်အဲ့လိုအနေအထားမျိုးကဘာကြောင့်အငင်းပွားစရာဖြစ်တယ်လဲဆိုတော့အဲ့ဒီဒီပထမတစ်ချိန်ဖြစ်ရကိုသွားပြီးတော့ found အဖြစ်သတ်မှတ်ခြင်းကနေပြီးတော့ကျွန်တော်တို့တစ်ခါတလေကြာရင် VR ကဒီတက်ဆိုးတာတွေတော့မှလွတ်ပေးတာတွေအဲ့တော့လွတ်ပေးလိုက်တဲ့ကအေးရောဒီလိုဟိုဘက်ဒီဘက်ငါအနေအထားမှာဒီဘက်ကိုသူယူလိုက်တာဖြစ်မှာပေါ့ကွင်းလက်တိုင်းဟာတွေးပြီးလို့ရသေးတယ်ဒီကောင်ကိုသွားပြီးတော့action ယူလိုက်တဲ့အခါကျတော့ဒါကြောင့်ဒီနောက်ဆုံး penalty box တွေကဟာကအဲ့မှာအရန်အငင်းပွားစရာဖြစ်သွားတာအဲ့တပွဲထဲမှာတင်အဲ့လိုမျိုးရတန်ကမမိဘူးဖြစ်သွားတာကျွန်တော်အနေနဲ့ဆိုရင်မိုဟာမက်ဆလာဟာလည်းကျွန်တော်က penalty ဖြစ်မတတ်မှတ်ဘူးနောက်ဆုံးမိနစ်ဟာဒါပေမဲ့အရှိမဒီဇီကိုသွင်းတဲ့အလုံးမှာဟိုကန်စစ်စုံမှာအဲ့ဒါကြီးကအဲ့ဒီအရာကြီးကဒုက္ခပေးသွားတော့အီဂျစ်နီးပြပေါက်ကွဲတာပေါ့ပေါက်ကွဲတင်တာပေါ့ဒါတကယ်လည်းပေါက်ကွဲတင်တာပေါ့ဇီကိုလည်းပေါက်ကွဲတာပေါ့သူတို့ပြောတာတွေကြားတာအခုအဲ့ရနိုးမှတွေ့တာပါကျွန်တော်မနေ့ကပွဲပြီးသွားတဲ့ခါကျတော့နောက်တော့မတိုင်ဘူးတခြားလောက်ဆရာရှိတာလေးလောက်ပြီးတော့ဒီပွဲနဲ့ပတ်သက်တာလေးလောက်ဆရာရှိတာလောက်ပြီးတော့တခြားပေးဆရာရှိတာပေးပြီးတော့ခဏလေးအိတ်လိုက်တာပေါ့အခုအဲ့ရနိုးတဲ့အချိန်ကြည့်လိုက်တော့အစ်ရဲ့နေပြကြီး
ကဘာကြီးကမမျှတော့ဘူးဘွားမမျှတော့ဘူးဆိုတော့အကြောင်းအရာပေါ့လေပြောထားတာစိတ်ထဲတော့မကောင်းဘူးထားပါတော့ဒါလဲဒါပေါ့လေအာဂျင်တီးနားပြန်လာနိုင်ခြင်းနဲ့ဒီမက်ဆီရဲ့အရေးအသွေးအဲ့မှာအာဂျင်တီးနားပြန်လာနိုင်ခြင်းမှာကျွန်တော်တို့အာဂျင်တီးနားရဲ့ဒီမာကျော်မှုပြီးတော့စိတ်သက်ပြင်းပြမှုကိုဒါတော့လည်းအသိမှပြုတယ်ပြီးတော့မက်ဆီရဲ့ဒီခြေစမ်းမက်ဆီရှိနေတဲ့အချိန်မှာဒီအီဂျစ်အနေနဲ့ဒီပွဲဟာဒီရင်သာစရာဖြစ်ခဲ့တဲ့ရှုံးပွဲတွေဖြစ်သွားခဲ့တယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်တို့အဂျင်နာ3-2အီဂျစ်ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြတဲ့ Former ပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်